တင်ဟာတယောက်တည်းနေရတာကိုနှစ်သက်ပြီးအရာရာကိုအလေးနဲ့တွေးတောတတ်သူလားစိတ်ပညာအရပြောရရင်ဒါဟာတာမန်အမှုအကျင့်တစ်ခုတည်းမဟုတ်ပါဘူးတင်ဟာတကယ်တမ်းမှာစိတ်ရင်းအရန်ကောင်းတဲ့သူဖြစ်နေကြောင်းပြသနေတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်ဒီနေ့မှာတော့စိတ်ထားကောင်းသူတွေမှာပဲရှိတတ်တဲ့ထူးခြားတဲ့အချက်၅ချက်ကိုပြောပြပေးသွားပါမယ်အချက်၁အထီးကျန်ခြင်းကိုမျက်နှိုးသူဒီလိုလူမျိုးတွေဟာလူတွေကိုမုန်းတီးလို့တယောက်တည်းနေတာမဟုတ်ပါဘူးသူတို့အတွက်တော့တယောက်တည်းရှိနေတဲ့အချိန်ဟာဟန်ဆောင်စရာမလိုပဲစိတ်အေးချမ်းမှုအရှိဆုံးအချိန်ဖြစ်လို့ပါပဲအချက်နဲ့အတွေးနဲ့သူများသူတို့ရဲ့စိတ်ဟာဘယ်တော့မှအနားမရပါဘူးဘဝအကြောင်းလူတွေအကြောင်းနဲ့အတိတ်ကအမှားတွေကိုအမြဲတမ်းပြန်လည်သုံးသပ်နေတတ်ကြပါတယ်အရာရာကိုတခြားသူတွေထက်ပုံမပြင်းပြစွာခံစားမိတတ်တဲ့ထူးခြားတဲ့စိတ်အာရုံရှိသူတွေပါအချက်၃ထက်မြက်တဲ့အကဲခတ်ဉာဏ်သူတို့ဟာလူတစ်ယောက်ရဲ့ရည်ရွယ်ချက်ကိုသင်မပြောခင်ကတည်းကကြိုတင်ရိပ်မိနေတတ်ပါတယ်စကားလုံးတွေထက်လူတစ်ယောက်ရဲ့စွမ်းအင်နဲ့အမှုအရာတွေကိုမြဲမြံဆက်ဆံဖတ်နိုင်စွမ်းရှိကြပါတယ်အချက်၄ယုံကြည်ဖို့ခက်ခဲခြင်းသူတို့ဟာလူတွေကိုမယုံကြည်တာမဟုတ်ပါဘူးအတိတ်မှာချိုးသားတဲ့ကတိတွေနဲ့တစ္ဆာဖောက်ဖျက်မှုတွေကိုကြိမ်ကြိမ်ကြုံခဲ့ရဘူးလို့ကိုပြန်လဲကာကွယ်နေတာပဲဖြစ်ပါတယ်အချက်၅နာကျင်မှုမှပွင့်လန်းလာတဲ့ကျင်နာမှုဒါဟာအရေးကြီးဆုံးအချက်ပါပဲဘဝမှာတင်မခံမနိုင်လောက်အောင်နာကျင်မှုတွေကြုံခဲ့ရပေမဲ့လည်းခါတီးသွားမဲ့စာပုံမနူးညံ့တဲ့သူအဖြစ်ပြောင်းလဲဖို့ရွေးချယ်ခဲ့ကြတာပါအကယ်၍တင်မှာဒီအချက်တွေရှိနေတယ်ဆိုရင်တင်ဟာကဘာကြီးအတွက်လိုအပ်နေတဲ့တန်ဖိုးရှိတဲ့သူတစ်ယောက်ပါတင်ကိုယ်တိုင်ဒါမှမဟုတ်တင့်တငယ်ချင်းတစ်ယောက်ကဒီလိုလူမျိုးဆိုရင်ခါမက်မှာတရက်လို့ရေးပေးခဲ့ပါဦး